အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပေါ့နော်ဆာကူရာမလေးပေါ့နော် beauty snow ဖွင့်လာတဲ့အကြောင်းပေါ့နော်လာပြောမှပြပြပဲဖြစ်ပါတယ်ဆိုတော့ဧည့်သည်လာနေတာမသိဘူးပေါ့နော် customer လာပြီးလားမသိပါဘူးသွားပြီးတော့မှစပင်လုပ်ပေးလိုက်ပါအောင်မယ်ဆိုတော့ let's go ပါကဲငါပေါ့နော်ငါပေါ့ကားလေးနဲ့သွားလိုက်ပါမယ် beauty snow ကိုငါကားနဲ့သွားမယ်ငါရဲ့ beauty snow အမပေါ့နော်မိမိက beauty snow မှာပေါ့နော်မိမိရဲ့အမတယောက်ရှိပါတယ်မိမိရဲ့အမရဲ့မိမိရဲ့တူ beauty snow ဆိုင်လေးဖွင့်ထားတာပဲဖြစ်ပါတယ်မလေးကားပိန်လို့ငါမဆဲတော့မှာပဲဆူတော့မှာပဲပြော sorry ကိုယ်မဲ beauty snow အတူတမ်းကားဖြည်းဖြည်းမောင်းမှာဟေးရှေ့ကကောင်မလေးမြန်သွားကဲ beauty snow ရောက်ပါပြီရှင်ကဲ customer တယောက်မှမလာသေးဘူးစောင့်လိုက်အောင်မယ်နော်အရင်ကောင်းအောင်ဆိုဒီနောက်ပဲတွင်းထားလိုက်တော့ကဲအမညီမလေးပြော customer မလာသေးဘူးလားညီမလေး customer မလာသေးလို့မဆောက်အဲ့ဆိုရပြီးတော့အမအဲ့ညီမဟိုမှာဆောက်နေမှာနော်ဒီပါငါညီမလေးဒီဘက်မှာဆောက်မယ်အမဟိုဘက်တော့ကဲစင်းရဆိုင်လေးမနက်ကလူတွေ customer လာသေးတာအေးလာရဲ့10 ယောက်လောက်တော့လာရဲ့ဟုတ်လားမဟုတ်ကဲငါစပင်သွားလုံးမယ်ဟာကဲညီမလေးတော့အခုစပင်လာလောက်တာစပင်ကေလာရွှိုင်းတာလေခွဲကေလေဟုတ်ကဲ့ရှင်အကိုရပါရဲ့နော်ဒီမှာသွားထိုင်ပေးပါဟုတ်ကဲ့ဗျကဲညီမအမပဲဆိုင်ရပဲလိုက်ပါတော့တော်ညီမစောင့်မိကြမယ်ဒီရပါပဲလေဟုတ်ကဲ့အမကဲထိုင်မယ်လေခွဲကြီးနော်အမအေးပါမောင်လေးရပြီနော်ဟုတ်ကဲ့မကျေးဇူးပါကဲစပင်ကလေးရလေခွဲလေးနဲ့မိုက်ဝိုင်းကွာသွားလိုက်အောင်အမအေးဟုတ်ပြီပြီးသွားပြီလားညီမကိုလည်းစပင်လုပ်ပေးအောင်အေးသွားငါလာခဲ့ဟုတ်ကဲ့ဖယ်စပင်လုပ်ရင်ကောင်းမလဲရွေးလိုက်ပါမယ်စပင်လေးကကောက်သွားပြီးလာလိုက်တာအဖျားမဟုတ်တော့ကျေးဇူးပဲနော်အမညီမစပင်လုပ်ပေးလို့အမညီမအဲ့ဆိုလို့ရှိရင်ညီမတက်ငယ်ချင်းနေနဲ့တခုခုသွားဝယ်စားလိုက်ဝင်နော်အမပဲဆိုင်မှာလောက်လိုက်တော့အေးပါဟဲ့သွားဟုတ်ကဲ့ပြန်မယ်ငါလာကျင်လို့လာမောငါမဆိုင်မှာစပင်ကလကားလောက်ရှင်လို့လာတာစပင်လောက်လိုက်ရပြီလကားငါမဆိုင်ဆိုငါလကားလောက်ရကဲအားတငယ်ချင်းအမေဆိုင်မှာမဟုတ်သွားစားလာအားတငယ်ချင်းရှိမဲ့ပုံလည်းမပေါ်ပါဘူးသူကအားနေသူကအပြင်နဲ့လျှောက်သွားသူမရှိရင်ငါတယောက်တည်းစားလိုက်ပါမယ်ကဲသူ့အမေဆိုင်ရောက်ပြီးသူလည်းသူ့အမေဆိုင်ဆိုတာလက်ကားစားမှာပေါ့သူလည်းစားရကြတော့ရိုးဝိုင်းနေမှာပေါ့အဆုံငါသွားစားလာကဲစားလိုက်ပါမလေးပြင်ပါလေကဲဒါပဲဝယ်လိုက်တော့တော်စားကောင်းမဲ့ပုံမှာတော်စားကောင်းတာပဲနောက်နေ့လည်းငါတကယ်ချင်းအမေဆိုင်မှာလာဝယ်စားအောင်မယ်ညမ်တော်ကောင်းတာပဲကဲကောင်းဝိုင်းငါတကယ်ချင်းမေတကယ်ချင်းဘယ်သွားနေလဲသွားမေးလာအနေတမိတကယ်ချင်းရောတမိတကယ်ချင်းလေအမသူအပြင်သွားဆရာရှိလို့တဲ့အပြင်သွားရဲသမီးရဲ့
အော်ဟုတ်လားတမီးကသူ့ကိုအပြင်သွားမို့လားခေါ်တာဟောအေးတမီးညနေငယ်ချင်းပြင်သွားအဲ့ဆိုတမီးသွားလိုက်မလားအနေအေးတမီးကဲဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲရှင်ဆောင်းသိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်ကြဗီဒီယိုကြိုက်နေတဲ့ဆိုရင်လည်းနောက်နေ့မှများများသိမြင်ပါတယ် like လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲတတာ bye bye တတာ